ကျမလေးတကယ်ကြီး ဟမ်အေးစင်ပြော တကယ်ကြီးကရီဘီဘာလို့လဲမင်းဘာလို့လဲ ပြောဘာတွေပြောနေတာတေချာပြောလို့ ကရီဘီလာခဲ့ကွာ အော်အေးစင်အခုလာခဲ့မှာအေးပြော ကရီဘီလာခဲ့လို့ ငါခုထွက်လာခဲ့မယ်နော်အေးဒါပဲဘယ်လာမှာ လေးလာကူပြောပြတယ်မယ်လေးလာကရီဘီ ပြောပြလိုက်ပါလေးလာ ဟုတ်ကဲ့ကိုလေးကျွန်တော်မှော်ပြီးထိတ်ကဆိုင်ပါဗျာ အော်အေးလာခဲ့မယ်ခုလာခဲ့မယ်နော်အေးဒါပဲဒီမှာအပြင်ခဏသွားလိုက် ရှင်ဘယ်လိုသွားမှာလဲရှင်စားမယ်ဆိုလို့မှကျမအပြင်မန်းခံပြီးချက်ပေးတာ ဟုတ်တယ်ငါအပြင်ခဏသွားမလို့ ဘယ်လိုလဲ โอเคတေတုမဒီလို့အများခေါ်ကြတယ်တောင်ကြီးအဲ့တောင်ကြီးပွဲတဲ့အဲ့ဒါငါတငယ်နဲ့ငါနဲ့နှစ်ယောက်တည်းတဲ့ပရဇနာနဲ့သဘောမျိုးလေးအကမယ်တဲ့ပွဲကိစ္စတဲ့စကားပြောချင်လို့အခုလာခဲ့ပါတဲ့အရေးကြီးလို့လေဆိုသွားလိုက်မှာနော် ကြွအေးအရေးကြီးလို့ပါအနေ ကြံတော့ခြံထားမယ်မကြံတော့မတက်နိုင်ဘူးအိမ်ပြန်နောက်ကြတော့ခွေးကျွေးလိုက်မှာနော်ချက်တာ ဝေါတကယ်ကြီးကိုရောက်လာခဲ့ပြီကိုရောက်လာခဲ့ပြီ ရောက်လာပြီခဲ့ပြီ ညို့မင်းရတော့ကွာထမင်းသားနဲ့တန်လိုက်ခေါ်လိုက်တာ အေးလေ ဟောညို့ပလေးရလဲရွှေအောင်လက်ထားတယ်ညို့မင်းတယောက်တည်းအဲ့လောက်တော့ဖြိုးထားတယ်မင်းငါတော့မဆောင်ဘူးကွာ ဟဲ့လူကြောင်တော်မလုပ်နဲ့ခင်ဗျားပတ်စံရှင်းဖို့ခေါ်တာဒါမှပတ်စံရှင်းအဲ့ရှင်း မဟုတ်လေကိုကြီးကျွန်တော်အခုမှရောက်တာလေဒါကျွန်တော်တငယ်ချင်းလေဟိုပတ်စံကျွန်တော်ထမ်းမအောင်မယ်လေတမ်းပါပြီတော့နော်တက်ခဲအောင်မယ်လေအဲ့ဒါကြောင့်မရှိ ဟဲ့ဟာကြီးကပြောတယ်မင်းလူတောင်းရမိမှားထားတာညာပတ်စံလည်းလားမရှိအာရှင်း ဩဒီတစ်ပြက်ကိုရင်ရှင်းရမှာလား ဟုတ်တယ်ဒါတစ်ဖက်ရှင်း ဩတိတ်တော့မရှိပါဘူးဗျဘယ်လောက်လဲ ကိုသိန်း9000ကျတယ် ကိုသိန်းကို9000စွန်းနေတယ် ဟုတ်တယ် အဲ့ပြုတ်ဒီလိုဘာတွေလုပ်နေလဲဘယ်လိုဖြစ်တာ ငါမာလာတယ်မို့ကွာ ဘယ်လိုဖြစ်လာလဲလို့ ငါဘက်သွားတာမင်းသားကရီသွားမယ်ဆိုမင်းသားငါ့တယ်လီဖုန်းတွေအကုန်လုံးယူသွားဗီဒီယိုငါကရိုက်မယ်ဆိုတော့ကိုမပါဘူး မင်းပေါင်းလည်းမရှိတော့ ရှိတော့ ဘူးဟာအဲ့ဒါဆိုဘယ်လိုလုပ်ကြမလဲ ကရီဘီကိုမြင်ရှင်းတယ် ငါရှိရမှာ အေးလေ ကိုသိန်း9000 အေးလေ ဒီလိုရှိတယ်ကိုရဒါကကျွန်တော်တကယ်ချင်းအချစ်ဆုံးတကယ်ချင်းရမ်းချင်းနေတာသူခေါ်ရင်လည်းကျွန်တော်လာတယ်ကျွန်တော်ခေါ်ရင်လည်းသူလာတယ်အခုမှကျတော့ကျွန်တော်သူခေါ်လိုက်တဲ့အချိန်မှာကျွန်တော်ဒီကိုခဏလေးရောက်လာတယ်ကျွန်တော်ဧည့်သည်ဆိုတော့ကိုရသူ့လာနှုတ်ဆက်တာပေါ့နော်အဲ့တော့ကျွန်တော်ဒီကိုသိန်း9000ကျတော့ကျွန်တော်ပတ်စံလည်းမပါတော့လေပြန်လိုက်မှတော့တက်လာဘာလဲတော့မင်းကိုပါပြန် ပါပြလိုက် ဟုတ်လားချင်းနေမစမ်းကြပါနဲ့တော့ပါနဲ့ လို့ကျွန်တော်မှမပေါက်လေဟေ့အောင်ဘယ်လိုလုပ်ပါလဲကိုသိန်း9000တော့တဲ့ မရှင်းနိုင်လေ မပါဘူးလို့မင်းရလဲ ဘယ်လိုရမလဲ ဘယ်လိုလုပ်ကြမှာမသိဘူး ရှင်းတော့မရှင်းနိုင်လူခေါ်ဗျာ ဟိုအေးဟေ့ရတွေ့ပြီဒီဘက်ဆောငါလည်းမရှင်းနိုင်ဘူးမင်းလည်းရှင်းစရာမရှိဘူးမလား ကြည့်ဦးတော့ ခဏနေကွာအေးဟုတ်ပြီအေးဒီဥစ္စာတွေကိုရှင်းနိုင်တယ်လို့ငါခေါ်ပေးမယ်ငါခုခေါ်ပေးမယ် ကိုယ်ရှင်းတယ် ခေါ်ပြီကွာ ခေါ်ကွာ ကိုခင်လိုက် အာ ရှင်ကဘာလုပ်နေလဲ တို့ရီသွားပြကရီဘီ အေးလာပြီတွေ့လားတော်တယ်ဟဲ့ မင်းပြောရှင်းတဲ့လူခေါ်မယ်ဆိုငါမိမကြီးလေ အေးဟုတ်တယ်လေဒါတွေရှင်းဖို့ငါမတတ်နိုင်ဘူးမိမိမှပဲရှင်းနိုင်မှာအဲ့ဒါကြောင့်မိမိမှကိုခေါ်လိုက်တာ ဗမာလဲရှင်ရဲ့မင်းသားဗမာလဲ မင်းသား တယ်လီဖုန်းတွေပါယူသွားတာပတ်စံလည်းမပေးပါဘူးမှလည်းတားထားခဲ့တာ ရှင်ပြောတော့ကားငါးရိုက်မှာဆိုဗမာလဲ သူပြောတာလေစင်ပေးမယ်ဆိုဒီကိုခေါ်လာတာလို့မိမရဲ့ ဖုန်းလေးပါသွားပြီပေါ့ ပါကိုမဝါရီတို့ကလုံးပါဝါရီ ရှင်ကဘယ်လိုလုပ်မှာလဲ အခုလောက်ကမှဒါလေးရှင်းရမှာဒါလေးရှင်းရမှာ ရှင်းပြဿနာတက်ပါလေ အဲ့ဒါဘယ်လောက်လဲ ဟောဘာမှမများပါဘူးနည်းနည်းလေးပါ9သိန်း9000နဲ့ ဘာ အာပြန်လာ ကိုလေးကတော့ကျမဘယ်လိုပေးရမှာလဲ ဟိုရှိလာလေခဏလို့ပြလဲပါမဘင်းပြဿနာတက်နေမယ်လေမိမရဲ့ အဲ့လောက်ဘာတွေမဟုတ်လောက်ကြာနေတာပြော ဟိုဘာတွေမဟုတ်လဲတော့ကျွန်တော်စစ်ပေးပါမယ်ခဏလေး စစ်ပြ ဒီဥစ္စာကအေးဟုတ်တယ် ဆရာကြီးနော်ရှင်ဆရာကြီးတက်တက်လို့နော် ဟုတ်ကျန်တဲ့ဟာတွေကမှန်တယ်ဟိုလေဒီတရီဆိုတာကတော့ဘာလဲမသိဘူး မောင်လေးအဲ့လေဒီ3ကဘာလဲ ဘာမှလေကောင်မလေးတော့ခေါ်တယ်လို့လေဒီကြီးပေးရတာ ကောင်မလေးတော့ရော ဟုတ်တယ် ဘယ်သူခေါ်လာလဲ သူ ဟမ်သေတော်ကြီးဟမ်စားစရာတော့မရှိတာလေဒီကတော့